နောက်တခြားဟာတွေရှိသေးတယ်ခြားကတော့ဆရာတို့နောက်ဖနောက်အောက်ဖနောက်ကြီးနဲ့ကန်လာကြတာနောက်ပြန်ကန်လာလေအဲ့ဒါဆရာတို့ဒီမှာဒီလိုယူထားဒီအခုဒီမှာဆရာတို့ယူထားတာလေသူကဒီလိုယူထားမှာကန်လိုက်ခုနလိုပဲဒီကောင်ထွက်သွားတယ်ပြန်ဆွဲရမှာဆွဲရဒီမှာကန်လိုက်တာဒီဟာထွက်သွားတဲ့အချိန်မှာဒီခုနပခုံးလို့ချိုးပြရသူကလည်းခုနအတိုင်းပဲသူကဒီဖနောက်ကြီးနဲ့ကန်တာနော်ကန်လန်ကန်တာရန်သူရဲ့ရင်ဝါတို့ဘာတို့နောက်ပြန်ကန်ထုတ်လိုက်တာဟိုဒီဘက်ဆိုရင်ဒီလိုကျော်ကန်လန်ယူနော်အစောကြီးဒီလိုကြီးဖြစ်နေတယ်နော်ဒီလိုမဟုတ်နော်ဒီလိုယူတာကန်လန်ယူတာမနော်စန့်ထုတ်ကိုလိန်ပြီးစန့်ထုတ်ပြန်ဆွဲယူတင်ပါဇက်ကိုနော်အဲ့မှာဘာဖြစ်တယ်လဲဆိုဆရာတို့ဒီမှာစန့်ထုတ်လိုက်ပြီးတော့လေခြေတော်ကြီးနောက်အဲ့လိုခောက်တယ်အဲ့ဒါဆိုမှားတယ်နော်ဒီလိုစမ်းထုတ်လိုက်ပြီးတော့ဒီတင်ပါဇက်ကိုပဲဒီမှာပြန်ဆွဲယူလိုက်တာဖြည်းဖြည်းချင်းကျင့်ယူရမယ်နော်အဲဒီခြေဆောင်ဒီဟာဟောခတ်တယ်အခုဒါဆရာဒီထိုင်ရင်းနဲ့လေ့ကျင့်လို့ရမယ့်ကံကြက်တွေကိုပြသွားတာပေါ့နောက်ကြတော့ဆရာရဲလင်းနဲ့လေ့ကျင့်တဲ့ဟာတွေပြလိုက်မယ်နော်